မိုးရာဒီရောက်တော့မယ်ဒါလေးကိုအတူတူရေးကြည့်ကြရအောင်မကြာမီမှာဖြစ်တော့မယ်ရောက်တော့မယ်ဆိုလို့ရှိရင် present continuous tense ကိုသုံးလို့ရတယ် present continuous tense ဒီ near future အနာဂတ်မှာတကယ်ဖြစ်တော့မယ့်အခြေအနေတွေကိုသုံးလို့ရတယ်အဲ့တော့မိုးရာဒီဆိုတော့ the rainy season ဒါက subject ပြီးရင် verb လာမယ် verb က present continuous tense နဲ့ pattern လေးက am is are plus verb ing the rainy season ဒီ subject အနေကိန်းဖြစ်တဲ့အတွက် is is ကိုသုံးပေးရမယ်စတင်တာက began verb ing ပုံစံပြောင်းပေးရမယ် beginning The rainy season is beginning နောက်တနည်းပြောလို့ရသေးတယ် The rainy season is about to begin နောက်တနည်းပြောလို့ရသေးတယ် The rainy season is starting soon နောက်တနည်းပြောလို့ရသေးတယ် The rainy season is about to start မိုးရာသီစတော့မယ်မိုးရာသီရောက်တော့မယ်အဓိပ္ပာယ်ကအတူတူပဲကြိုက်တာသုံးလို့ရပါတယ်နားလည်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကြည့်ပြီးအကျိုးရှိရဆိုရင်တစ်လို့ comment မှတ်ပေးသွားနော် Thank you bye bye